ဒီဆိုရင်လက်ကြဒေသရှင်ပန်းဤဖြူနောက်မခေါ်တော့ဘူးအားလုံးပြန်နိုင်ကြပါပြီပွဲပြီးပါပြီညောင်ပန်းဤဖြူခေါ်ထားတယ်လေပန်းဤဖြူကိုခေါ်ထားပြီးတော့နောက်မခေါ်တော့တော့ပြောတာလို့ငါပန်းဤဖြူမင်းဆုံးမှာမဟုတ်လို့လားပန်းဖြူငါခေါ်တယ်လေခေါ်တယ်လေပြီးတော့နောက်မဆုံးတော့ဆိုတော့ तू ကပြန်သွားဘူးဆိုရင်မင်းတက်ဆုံးမှာလားမဆိုင်လို့လေငါပန်းဤဖြူလို့ငါခေါ်လိုက်တာပဲအားလုံးကြားတယ်ကွာမိုက်နဲ့ပန်သွားပြီနောက်မခေါ်တော့ဘူးနောက်မခေါ်တော့ဘူးငါမပြောပါဘူးငါပန်းဤဖြူလို့ငါပြောတာပါပန်းဤဖြူနောက်မခေါ်တော့ဘူးလေမင်းပြောလိုက်တယ်လေနောက်မခေါ်တော့ဘူးဆိုတာငါပြောတော့မဟုတ်ဘူးပန်းဤဖြူငါခေါ်တယ်ဟုတ်တယ်လေပန်းဤခေါ်တော့နောက်မခေါ်တော့မင်းပြောလိုက်တယ်လားနောက်မခေါ်တော့ဘူးဆိုတာပန်းဤဖြူပြောတာပေါ့ပန်းဤဖြူဆိုမဲ့တဲ့ချင်းကိုပြောတာအဲ့ဒါဟာလာနောက်တိကိုဖမ်းရတာအရင်ဒါပြောတာတာပြောပါလားပြိတ္တကထပြောင်းမှာဘယ်လိုလုပ်မလဲပန်းဤဖြူဆိုမဲ့တဲ့ချင်းကနောက်မခေါ်တော့ဘူးအဲ့လိုလားအဲ့လိုဟာအချင်းရတဲ့လူကနေထုံးဟုတ်ကဲ့ဟုတ်လားပန်းဤဖြူလေးခေါ်လိုက်တော့ခေါ်လိုက်တော့ညီမလေး